တို့အားလုံးပဲမင်္ဂလာပါအေးစီတို့မြန်မာလူမျိုးတွေဖို့တော့တကြင်ရဲ့ဆူညံတဲ့နေဆိုတာပျော်ရွှင်မှုရဲ့သင်္ကေတတွေပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်ဒီနေ့တကြင်မှာအပြင်ထွက်မလည်နိုင်တဲ့လူတွေအထူးသဖြင့်အမိမွေးရမြေအဝေးရောက်နေတဲ့လူတွေဖို့တော့ဒီလိုမျိုးတကြင်တဲ့နေကလောမဖို့ရအမတ်တရားဖြစ်နေတတ်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ AC က nostalgia လို့ခေါ်တဲ့အတိတ်ကိုလွမ်းဆွတ်တန်တာခြင်းရဲ့နောက်ွယ်ကစိတ်ဝင်စားစရာ scientific facts တွေနဲ့အတူအခန်းထဲကနေမထွက်ဖ ೇನೆ ကိုယ်နှလုံးသားရဲ့အနည်းဆက်ဆုံးနေရာတွေကိုခရီးသွားနိုင်မဲ့ website လေးတစ်ခုအကြောင်းကိုပါ share လုပ်ပေးတော့မှာဖြစ်ပါတယ်စိတ်ပညာမှာတော့ nostalgia ကို social glue လို့သင်စားကြရုံနဲ့မကဘဲနဲ့ neuroscience အရာလဲသူက A0 အုံနောက်အတွင်းမှာရှိတဲ့ DMN လို့ခေါ်တဲ့ default network ကိုပါအသက်ဝင်စေတဲ့ဖြစ်စဉ်တစ်ခုလို့ဖော်ပြထားပါတယ်အတိတ်ကိုပြန်အမှတ်ရလိုက်တဲ့အခါမှာ A0 ရဲ့ hippocampus ကနေအမှတ်တရတွေကိုဆွဲထုတ်ပေးပြီးတော့တစ်ချိန်တည်းမှာပဲအုံနောက်ရဲ့ reward system ဖြစ်တဲ့ ventral striatum ကိုလည်းလှုံ့ဆော်ပေးပါတယ်ဒါကြောင့်လည်းအသိကိုလွမ်းဆွလိုက်တဲ့အခါမှာနှွေးထွေးတဲ့ခံစားချက်ကိုရစေပြီးငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့ social connectedness ကိုဖြစ်ပေါ်စေရတာအထူးသဖြင့်မိသားစုနဲ့ဝေးရရချာကိုရောက်နေတဲ့လူတွေဒါမှမဟုတ်အိမ်မှာပဲအနားယူနေသူတွေအတွက်အသိကအမွေအသက်တွေကိုပြန်လည်တန်းတာခြင်းကခန္ဓာကိုယ်မှာရှိတဲ့ stress hormone တစ်မျိုးဖြစ်တဲ့ cortisol ပမာဏကိုတိတိကျကျလျော့ချစေပါတယ်ဒါကရိုးရိုးလန်းဆွတ်တာမျိုးလည်းမဟုတ်ဘဲနဲ့ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်မှာ psychological resilience ဆိုခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်ကိုယ့်ရဲ့ nervous system ကိုအမတ်တရလေးနဲ့အားဖြည့်ပေးနေတဲ့ emotional refueling ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးလုပ်တဲ့အခါမှာ AC 3နေကြ digital tool လေးတစ်ခုကတော့ Radio Garden လို့ခေါ်တဲ့ website လေးပဲဖြစ်ပါတယ်ငယ်ငယ်တုန်းကမိသားစုနဲ့အတူတူ radio နားထောင်ခဲ့ကြဘူးတဲ့အမှတ်တရတွေကိုအားလုံးကသိကြမှာပေါ့နော်ဒါက nostalgia ဖြစ်စဉ်နဲ့လည်းတော်တော်လေးအဆက်တယ်အင်စတို့အားလုံးနဲ့လည်း relatable ဖြစ်တယ်လို့ဆိုနိုင်ပါတယ်ဒီ Radio Garden ဆိုတာကကြတော့ကမ္ဘာပေါ်မှာရှိတဲ့မြို့လေးတိုင်းက live radio တွေကိုအချိန်နဲ့တပြေးညီတစ်ချိန်ထဲမှာနားဆင်လို့ရအောင်ဖန်တီးပေးထားတဲ့ website လေးတစ်ခုပဲဖြစ်ပါတယ်ဒီဟာအတွက်တော့ search bar မှာ Radio Garden လို့ရိုက်ရှာလိုက်ရင်ပထမအဆုံးပေါ်လာတဲ့ website လေးကိုအသုံးပြုပေးရပါမယ်ဒီနေရာမှာတော့ AC ကမြန်မာနိုင်ငံက radio လေးတွေကိုတစ်ချက်ရှာပြပေးထားပါတယ်ရေဒီယိုတွေဆိုတာ A0 ငယ်ဘဝအမှတ်တရတွေနဲ့လည်းအများကြီးဆက်ဆက်တယ်လို့ကိုနားထောင်လိုက်တဲ့နေရာနဲ့ပတ်သက်ပြီးတော့လည်းကိုရဲ့စိတ်ခံစားချက် feeling တွေကပြောင်းလဲနိုင်တာဖြစ်တဲ့အတွက်ဒီဟာလေးကတော့ AC အတွက်တကယ်ကိုအသုံးဝင်တဲ့ website လေးတစ်ခုပါဒီနေရာမှာကိုကမြန်မာနိုင်ငံမဟုတ်ဘဲနဲ့တခြား Europe ဘက်ကမျိုးသမီးမျိုးနားထောင်ရှင်လား India ဘက်က radio ကိုနားထောင်ရှင်လားအမျိုးမျိုးလဲ try ကြည့်လို့ရပါတယ်တကြယ်ဆိုတာအပြင်ထွက်လေပြီးရေဆိုနေမှပြုံနိုင်တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကဘာထဲမှာအတိတ်ကနှွေးထွေးအမတ်တရားတွေနဲ့ပြန်လည်ဆုံတွေ့ခြင်းကလည်းအနှစ်သာရရှိတဲ့အနားယူခြင်းတစ်ခုပါပဲဒီနေ့မှာတော့ဘယ်နေရာပဲရောက်နေပါစေ nostalgia ရဲ့အစွမ်းနဲ့စိတ်သက်ခွန်အားပြန်ဖြည့်နိုင်ကြပါစေလို့တိုက်တွန်းရင်းနဲ့ဗီဒီယိုလေးကိုဒီနေ့မှပဲအဆုံးသတ်လိုက်ပါရစေvery pilot တွေလည်းဘယ်အရက်မှာပဲရှိရှိနှွေးထွေးရဲ့တကြံအခါသမယလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ AC ကဆုတောင်းပေးလိုက်ပါတယ်